ဒီနေ့ကတော့ Trinity app ရဲ့ launch day ပါနော် Trinity app အတွက်မင်းရဲ့ sign လို့ရဲ့ဒီရဲ့နှင်းစီစူးဆိုတဲ့ series လေးရိုက်ထားပါတယ်အဲ့ series ကလည်းဒီနေ့စပြီးကြပါတော့မှာပါရှင်ဒီလိုပေါ့ဟုတ်ပြီးတော့ပေါ့နော်ဒီလိုမျိုး Trinity ရွှေဒီ digital platform ဒီလိုမျိုးဖြစ်လာတာလည်းတကယ်ကိုအရန်ကိုဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်ပြီးတော့ sign လို့တို့လိုမျိုးဒီ artist တွေနဲ့ဒီ audience တွေကပို့ပြီးတော့နီးစပ်တယ်လို့ပို့ပြီးတော့လည်းမြင်တာပေါ့နော်ပြီးတော့ဒီရုပ်ရှင်တွေပဲဖြစ်ဖြစ်ကြည့်ဖို့အတွက်အရန်ကိုလွယ်ကူတဲ့app လို့လည်း sign လို့မြင်တာပေါ့နော် Trinity app ကို launch ကိုဒီစောင့်နေရတော့ကြာပြီပေါ့နော်အခုတော့ဒီနောက်ဆုံးဒီ29ရက်နေ့ဒီနေ့မှာ launch တဲ့အပြင်ကိုဒီတို့ရဲ့နှင်းစီဆိုဇလန်တွဲလေးပါတစ်ခါတည်းပြသတယ်ဆိုတော့အရန်ကိုဂုဏ်ယူမိပါတယ်ဟုတ်ဒီကတော့တစ်ခါတည်း download ဆွဲပြီးတော့ profile ပုံလေးကိုဝင်လိုက်တာနဲ့ကိုယ့်ဖုန်းနံပါတ်လေးထည့်လိုက်တာနဲ့ account လေးဖြစ်သွားတယ်ပေါ့နော်အဲ့ဒါဆိုရင်ရွှေပြားစုကြည့်ကို cancel လုပ်ရပါပြီဒီကတော့ဒီရွှေပြားစုကြည့်အတွက်ရင်ခုန်ပါတယ်ခုနကပြောသလိုပဲ application ကို down မြင်ဝင်လိုက်profile လေးနှိပ်လိုက် detail တွေထည့်လိုက်ရတယ်ရွှေပြားရနိုင်တယ်ရမ်းလွယ်ပြီနော်ရမ်းလွယ်this is series ကဒီလိုအားလုံးဆိုတကယ်အမှတ်တရဖြစ်မယ်ဖြစ်တယ်နော်ဟုတ်တယ်မိနစ်ကလည်းဒီအချိန်ပဲနော်ဒီအချိန်ပဲပြီးတော့ဒီပိတ်သက်ကြီးပေါ်မှာချပြခွင့်ရတဲ့အတွက်ကြောင့်လည်းအရန်ကိုစိတ်လှုပ်ရှားပြီးတော့လည်းပြောနေပါတယ်ပြောတာပေါ့ဘာလို့ဆိုတော့ကိုပထမဆုံးဒီ series အနေနဲ့ပထမဆုံးရိုက်တာဆိုတော့ပထမဆုံးမြင်မရတယ်ဒီ character လေးကိုဘယ်လိုပြစ်ဆောင်ခဲ့လဲဆိုတာလည်းပြန်မြင်ရတဲ့အချိန်မှာလိုအပ်တာလေးရောရှိတာပေါ့နော်ဒါပေမဲ့ပျော်တယ်ရင်လဲခုန်တယ်နောက်ပြီးတော့ဒီနေ့ဆိုပထမဆုံးပိုင်းစပြတော့မှာဆိုတော့အစအဆုံးကိုလည်းရမ်းကြည့်ချင်တယ်အဲ့လိုမျိုးပေါ့ဟုတ်ဆိုင်လူတို့ကဒီ series မရိုက်ခင်ကတည်းကနေအရင်ကတည်းကနေရင်းနှီးပြီးသားတငယ်ချင်းတွေပေါ့နော်အဲ့ဒီတော့ဒီနင်းစီစူးရိုက်မှာ chemistry မိတာတော့မဟုတ်ဘူးရိုက်တဲ့ scene တိုင်းမှာအရန်တဘာဝလည်းပိုဆန်တယ်ပေါ့နော်အချင်းချင်းလည်းအကုန်လုံးလည်းဝိုင်းကူညီပေးတယ်အဲ့ဒါလေးတော့အမတ်တရားဖြစ်တယ်ပြီးတော့ဒီ series ရိုက်ပြီးတော့ပေါ့နော်အားလုံးနဲ့တော့အဲ့လိုမျိုးခွဲရတော့လည်းနည်းနည်းလေးတော့လွမ်းတယ်ဟုတ်တယ်Nancy ဆိုရတော့မီတို့3ယောက်စုံတဲ့ scene လေးတွေကတကယ်လည်းချစ်ဖို့ကောင်းတယ်ဒီလည်းယူရတယ်ဒီလေးကချစ်စရာလေးဆိုင်းလို့ကတော့ဒီ series ထဲမှာရန်ဆိုးတယ်ရန်ဆိုးတယ်တွေ့လိုက်မယ်ဆရာမကြီးအဲ့လိုအမှန်တမ်းပြောဆိုင်လို့လည်းအရင်တော့စိတ်လှုပ်ရှားတယ်အကုန်လုံးတင်ယူရတယ်ပေါ့နော်အဲ့ထဲမှာမှအဲ့လိုမျိုးအမတ်တရားဖြစ်တဲ့ဟာတွေဆိုရင်တကယ်ကို serious scene တွေဆိုရင်ဆိုင်လို့ကအဲ့လိုမျိုးရီဖြစ်တဲ့ဟာတွေပေါ့နော်အဲ့ဒါတော့အရင်အမတ်တရားဖြစ်တယ်အဲ့လိုမျိုးထထပြီးရီတတ်တယ်အမှန်တော့ဒီလိုကလေမဆိုင်လို့ तू ကပြုတ်ဆောင်နေတယ်ဆိုတော့ဒီလိုရီလိုက်လို့ရှိရင်ပေါ့နော် तू ခက်ခဲသွားမှာဆိုလို့အဲ့လိုခိုးပြီးရီတာမဆိုင်လို့အဲ့လိုအော်ကြီးချင်ရီချလိုက်တယ်အဲ့လိုမျိုးကိုကအားနာနေရတယ်ဟိုမှာပြီးပါမှာဆိုလို့နောက်ချက်ပြမှာဆိုလို့ဆိုပြီးတော့အဲ့တော့ရှူတဲ့တစ်ခုလုံးပဲအကုန်လုံးဝိုင်းရီကြတယ်အဲ့စကားကလေအဲ့လိုမျိုးမတရားရအများကြီးပါပဲနားတော့လက်ခံတယ်ဘာလို့ဆိုတော့ဒီတို့ကဟိုပြောမလဲအစ်စ်တွေပေါ့နော်ပြီးတော့ဒီကားလေးမှာလည်းဟိုပိုနားလေထားတဲ့ဒီ character လေးကိုစိတ်ဓာတ်နှစ်ထားတဲ့ပုံစံတိုင်းချက်ပြထားတာဆိုတော့တချို့အတွက်ကိုနည်းနည်းလေးလိုလာလေးတွေရှိမယ်ဆိုတော့ဝေဖန်မှုတွေကိုလက်ခံတယ်ဒါပေမဲ့ဒီကားလေးကအရန်စိတ်ဝင်စားစရာအရန်ကောင်းတဲ့ကားလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုကြည်ရင်ဝေဖန်ရင်အားပေးကြပါအောင်ရချင်ပါတယ်ဟုတ်အားလုံးကနစ်စီစူးဆိုတဲ့အတိုင်းပဲစူးတွေပါနော်လေးတော့မြင်တယ်ဟုတ်တယ်ပြောလို့စကားသက်သာလေးတိတ်မပြောတော့ဒါပေမဲ့ဒီနဲ့ဆိုင်လို့အရန်မိုက်လို့ပဲပြောလိုက်မင်းကကျတော့ effortless သူကလေဒီတိုင်းမျက်နှာပြောင်းနေတယ်လှမ်းဘိုးမဆိုတော့လေ effortless အရန်လာတယ်ဒီကဆိုရင်ဒီကအရင်ယောက်ျားဆန်တယ်လေဒီတီစာလေးမှာကြည့်တယ်ဆိုလို့ရှိရင်ကပိုင်းနိုင်ဆိုတော့အဲ့လိုယောက်ျားတမက်ကြိုက်တယ်အရင်ယောက်ျားဆန်လို့တဲ့အချိန်မှာလေသူ3ယောက်လို့စုံလို့ရှိရင်2ယောက်ကလေထားလိုက်တာအဲ့လိုမျိုးလေအဲ့လိုငေးနေရအဲ့လိုမျိုးတကယ်ရမ်းလာတယ်အနည်းဆိုလို့ရမ်းလာဒါပေမဲ့ဒီ style ကိုကြိုက်တယ်တော့အေးစစ်စစ်ပဲမိုက်တယ် cool ပေါ့ cool girl ဒီနစ်စီစူးဇလန်တွဲကဆိုရင်ပေါ့နော် entertainment တစ်ခုတည်းတဲ့တင်မဟုတ်ဘူးပြီးတော့ကြည်တာနဲ့တင်အဲ့လို emotion လည်းရမယ် life lesson ပါရမယ်လို့ဆိုင်းလူကတော့အားလုံးကိုပြောချင်တာပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဆက်ပြီးတော့ဒီနေ့ရွှေနဲ့ဒီ app မှာစတင်ပြသတော့မှာဖြစ်ပါတယ်အဲ့တော့စောင့်ကြည့်ပေးပါအားပေးပါပြီးတော့ချစ်တဲ့စိတ်နဲ့လည်းကြည့်ပေးကြပါလို့ပြောချင်ပါတယ်ပြီးတော့ရွှေနဲ့ဒီ application ကို download လုပ်ထားဖို့မမေ့ပါနဲ့ bye bye